တမိုင်းမှာလုံးဝကိုစမ်းကြယ်လွန်တဲ့လျှို့ဝှက်ဂျူးကိုင်းတစ်ခုရှိခဲ့ပူပါတယ်သူတို့ဟာယေရှုခရစ်တော်ဒီကဘာမီကိုပထမဆုံးအချိန်ရောက်ရှိလာမဲ့နေ့ရက်ကိုအတိအကျဟောကိန်းထုတ်နိုင်ခဲ့ကြသူတွေပါ BC 938ခုနှစ်တုန်းကကောင်းကင်တမန်ဂါဘရီလာဟာပရောဖက်ဒန်ယေလစီရောက်လာပြီးမေရှိယဂျေရုဆလင်မြို့ကိုရောက်မဲ့အချိန်စရာအတွက်သည်င်း80ဆိုတဲ့ဗျာဒိတ်စကားတစ်ခုပေးခဲ့ပါတယ်ဒီသည်င်းအပတ်80တွက်ချက်မှုကိုပထမရာစုကဂျူးအတိုင်းဝိုင်းတစ်ခုပဲအဖြေရှာနိုင်ခဲ့ပြီးသူတို့ဟာတတ်မှတ်ထားတဲ့နေ့ရက်အတိအကျမှာလမ်းပေါ်ထွက်ပြီးစောင့်နေခဲ့ကြပါတယ်သူတို့ကိုအစင်းများလို့ခေါ်ပါတယ်ဒီဗီဒီယိုမှာတော့ခရစ်တော်မတိုင်ခင်9ရာစုဘာဘိုလုံကပရောဖက်ပြုချက်ဟာ AD 32ခုနှစ်ဧပြီလတနင်္ဂနွေနေ့တရက်စီကိုဘယ်လိုမျိုးရောက်ရှိသွားလဲဆိုတာကိုအသေးစိတ်ဖော်ပြပေးသွားမှာပါဘာဘိုလုံနိုင်ငံအတွင်းပရောဖက်ဒန်ယေလဟာဖျားသခင်ထံဆုတောင်းနေစဉ်ကောင်းကင်တမန်ဂါဘရီယေလကအနာဂတ်စကားတစ်ခုကိုဖော်ပြခဲ့ပါတယ်အဲ့ဒီအနာဂတ်စကားဟာမေရှိယပေါ်လာမယ့်အချိန်ကိုတိတိကျကျပြောထားတာဖြစ်ပါတယ်လူအများမနားလည်နိုင်ခဲ့ပေမဲ့တချို့လူတွေကတော့ဒီအရာကိုအလွန်အရေးကြီးစွာစောင့်ကြည့်နေခဲ့ကြတယ်သူတို့တွေကတော့ယူဒပြည်တဲကန်နာတာအတွင်အဖြူရောင်အဝတ်များဝတ်ထားတဲ့လူအုပ်စုတစုသူတို့ဟာမြို့ကြီးတွေနဲ့ဝေးရာမှာနေထိုင်ပြီးတမန်ကျမ်းစာအနာဂတ်တွေကိုနေ့တိုင်းလေ့လာနေခဲ့ကြတယ်သူတို့ယုံကြည်တာကမက်ရှိယရောက်လာမယ့်အချိန်မီးကပ်လာပြီဆိုတာပါသူတို့တွေကိုအစင်ဟုခေါ်ကြပါတယ်1948ခုနှစ်မှာပင်လယ်တီအနီးရှိဂူတစ်ခုထဲမှာရှေးဟောင်းစာလိပ်တွေကိုတွေ့ရှိခဲ့ကြပါတယ်ဒီစာလိပ်တွေကအစင်လူမျိုးတွေရေးသားထားတဲ့စာများဖြစ်ပြီးဒန်ယေလအနာဂတ်စကားကိုသူတို့အလွန်စိတ်ဝင်စားခဲ့ကြောင်းပြသနေပါတယ်ယေရှုခင်မှာယူဒလူမျိုးတွေအဓိကအုပ်စု3ခုရှိခဲ့ပါတယ်ပထမအုပ်စုကတော့ဖာရီရှဲတွေပါသူတို့ကဒေသခံတရားစည်းတွေကိုစီမံခန့်ခွဲပြီးမောရှေရဲ့ပထမ9ကျမ်းတိုရာကိုအလွတ်ရအောင်မှတ်ထားကြသူတွေပါဒါအပြင်သူတို့ဟာနှုတ်တိုက်ထုံးတမ်းစင်လာတွေကိုလည်းအလွန်ဆွဲလန်းကြပါတယ်တမန်ကျမ်းစာထဲမှာယေရှုနဲ့10ချိန်မှာ9ချိန်ညှင်းခုန်နေတာကိုတွေ့ရတဲ့လူတွေဟာဒီဖာရီရှဲတွေပါပဲဒုတိယအုပ်စုကတော့ဇဒုကဲတွေပါသူတို့ကတော့ဂျေရုဆလင်ဗိမာန်တော်ကိုစိုးမိုးထားတဲ့မင်းမျိုးမင်းနွယ်တွေချမ်းသာပြီးအာဏာရှိတဲ့ယစ်ပုရောဟိတ်မိသားစုတွေဖြစ်ပါတယ်ရောမအင်ပါယာနဲ့နိုင်ငံရေးအရာရင်းနှီးပြီးဘန္တာရေးကိုထိန်းချုပ်ထားကြပါတယ်သူတို့ကဖာရီရှဲတွေရဲ့နှုတ်တိုက်အစဉ်လာကိုညှင်းပယ်ပြီးရေးသားထားတဲ့တိုရာချမ်းကိုပဲလက်ခံကြပါတယ်တတိယအုပ်စုကတော့ကျွန်တော်တို့ပြောမယ့်အဲဆင်းလူမျိုးတွေပါသူတို့အကြောင်းကိုဂျူးသမိုင်းပညာရှင်ဂျိုစီဖတ်စ်အတွေးခေါ်ပညာရှင်ဖိုနဲ့ရောမတဘာဝပညာရှင်ပလီနီတို့ရဲ့ရှီးဟောင်းစာပေတွေမှာလွတ်လပ်တဲ့အထောက်အထားအဖြစ်ဖော်ပြထားတာတွေ့ရပါတယ်ယေရှုဟာဖာရီရှဲများနဲ့မကြာခဏဆွေးနွေးညှင်းခုန်ခဲ့တယ်သူတို့ကပြည့်ညတ်တရားကိုသိကြပေမဲ့အနာဂတ်ပြည့်စုံလာတဲ့အချိန်ကိုမမြင်နိုင်ခဲ့ကြဘူးဇဒုကဲတွေကယေရုရှလင်ဗိမာန်တော်ကိုထိန်းချုပ်ထားခဲ့ကြတယ်သူတို့မှာနိုင်ငံရေးအာဏာရှိပြီးရောမအစိုးရနဲ့လည်းနှီးစပ်ခဲ့ကြတယ်ဒါပေမဲ့မေရှိယရောက်လာမယ့်အချိန်ကိုတော့သူတို့မတတိထားမိခဲ့ကြဘူးအစင်းတွေကပင်လယ်သေးအနီးမှာတီးခြားနေထိုင်ခဲ့ကြပြီးတန်ရှင်းခြင်းနဲ့ဆူတောင်းခြင်းကိုအလွန်အရေးထားခဲ့တယ်သူတို့ကဖျားသခင်ရဲ့ကယ်တင်ရှင်မကြခင်ရောက်လာတော့မယ်လို့ယုံကြည်ခဲ့ကြပါတယ်ထူးခြားတာကတာမာကျမ်းစာထဲမှာ essence ဆိုတဲ့စကားလုံးကိုမတွေ့ရတာပါပဲယေရှုမတိုင်ခင်နှစ်ပေါင်းများစွာကဂရိဘီရင်အန်တီယိုခက်ဟာယေရုရှလင်ဗိမာန်တော်ကိုညစ်ညမ်းစေခဲ့တယ်ဒီဖြစ်ရက်ကယူဒလူမျိုးများကိုအလွန်ထိတ်လန့်စေခဲ့ပြီးအနာဂတ်စကားများပိုမိုပြည့်စုံလာနေကြောင်းခံစားစေခဲ့ပါတယ်ထို့နောက်မက်ကပ်ပီတရေကောင်းများကဂရိစစ်တပ်ကိုတိုက်ထုတ်ခဲ့ကြတယ်ဗီမန်တော်ကိုပြန်လဲတန့်ရှင်းစေပြီးယူဒလူမျိုးများအတွက်မျှော်လင့်ချက်အသစ်ဖြစ်လာခဲ့ပါတယ်ဒန်ယေလအနာဂတ်တဲကရက်သက်တစ်ပတ်80ဆိုတဲ့အချိန်တွက်ချက်မှုဟာတဖြည်းဖြည်းပြည့်စုံလာနေခဲ့တယ်အစင်းတွေကဒီအချိန်တွက်ချက်မှုကိုသေချာလေ့လာနေခဲ့ကြတယ်သူတို့သိထားတာကမေရှိယရောက်လာမယ့်အချိန်နီးနေပြီဆိုတာပါပြီးတော့တနေ့မှာယေရှုဟာမြင်းပေါ်စီးပြီးယေရုရှလင်မြို့ထဲကိုဝင်ရောက်လာခဲ့တယ်လူအုပ်ကြီးကစွန်ပလွန်ခတ်တွေလှုပ်ရှားပြီးဟောရှာနာကိုအော်ဟစ်ကြတယ်ဒါဟာဒန်ယေလအနာဂတ်ပြည့်စုံလာတဲ့အချိန်ဖြစ်နိုင်ပါလားနှစ်ပေါင်းရာချီကြိုတင်ပြောထားတဲ့အနာဂတ်စကားတ
တဲကန်တာရထဲမှာစောင့်မျှော်နေတဲ့လူအုပ်စုနောက်ဆုံးမှာယေရှုခရစ်တော်ရောက်လာခဲ့တယ်ဒါဟာတိုက်ဆိုင်မှုတစ်ခုလားသို့မဟုတ်ဖျားသခင်ရဲ့အစီအစဉ်တစ်ခုလားကြည့်ရှုနေတဲ့သင်ရောဘယ်လိုထင်ပါသလဲကွန်မန့်မှာဖြည့်ပေးခဲ့ပါကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဖျားသခင်ကောင်းချီးပေးပါစေ